Hello အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့ကဘာဖတ်လဲဆိုတော့မနေ့ကcross pathway ပေါ့နော် cross pathway ဆိုတာအပြင်မှာမျက်လုံးနဲ့မြင်ရတဲ့ pathway ဘာအတွက်လဲဆိုတော့ဒီcircadian rhythm ပေါ့နော်လူတွေမှာ24 hour biological clock စီဝနာရီ rhythm နဲ့ပတ်သက်ပြီးတော့24နာရီ rhythm နဲ့ပတ်သက်ပြီးတဲ့ဟာကိုbiological pathway တွေနဲ့ပြောရပါတော့အလွယ်နည်းနည်းလေး recall ပြန်ပြောရရင်နည်းနည်းလေး recall ပြန်ပြောရရင်မျက်ကြည်လွှာရှိတယ်မျက်ကြည်လွှာမှာရှိတဲ့ retinal ganglion cell တွေကဘယ်ကိုသွားလဲဆိုရင် hypothalamus ထဲမှာရှိတဲ့ဒီ suprachiasmatic nucleus ပေါ့နော် paraventricular nucleus အဲ့ဒီဟာစီကိုသွားတယ်အဲ့ကနေမှဘယ်သွားလဲဆို spinal cord ထဲကိုဆင်းတယ် spinal cord ထဲကနေမှဘယ်ကိုပြန်သွားလဲဆိုရင်superior cervical ganglion နဲ့နောက်ဘယ်ကိုသွားလဲဆိုရင် pineal gland ကိုသွားတယ် pineal gland မှာဘာတွေထုတ်ပေးလဲဆိုရင်melatonin လို့ခေါ်တယ်အိပ်စက်ခြင်းကို promote လုပ်တဲ့ hormone တွေထုတ်ပေးမနေ့ကအဲ့ထိပြီးသွားပြီပေါ့နော်မနေ့ကအဲ့ထိပြီးသွားတော့ဒီနေ့ဘာကိုသွားမလဲဆိုရင်molecular mechanism ကိုသွားမယ်ပေါ့နော် molecular mechanism ဆိုတော့အလင်းလာရင်ဒီချင်းတွေဘာဖြစ်တယ်လဲပေါ့နော်အဲ့တော့ molecular mechanism မှာဆိုရင်ကြည့်ရင်ဒီမှာဘာပြောလဲဆိုတော့ plants တွေ animals တွေသတ္တဝါတွေအကုန်လုံးက24 hour day night cycle ပေါ့နော် day night cycle နဲ့ adjust လုပ်တယ်ပြီးတော့ဒီ circadian variation ကို influence လုပ်တယ်ပေါ့နော်အဲ့တော့research study အရဆိုရင်ဒီပေါ့နော်ဒီ circadian rhythm ကို influence လုပ်တဲ့ molecule တွေကိုသူတို့တွေ့တယ်ပေါ့နော်ဒီ molecule တွေကဘယ်သူတွေလုပ်လဲဆိုတော့ဒီမှာသူပြောရတဲ့လူတွေပေါ့နော် Ron Konopka Kadash ကပေါ့နော် Kadash California Institute of Kadash ကလူတွေလုပ်တယ်ပေါ့နော်အဲ့ဒါကိုပြောတာပါအဲ့တော့ဒီမှာကြည့်အောင်ဘလို့သိလဲဆိုတော့ဒီဟာပေါ့နော်ဒါလေးကနည်းနည်းလေးရေးကြည့်မယ်ထင်တယ်အဲ့တော့ဘလို့သိလဲဆိုတော့ဘာတွေကိုသိလဲဆိုတော့mutation ပေါ့နော် alleles mutation တွေမှာရှိတဲ့ပေါ့ဘာချင်းလဲဆိုရင် period or period gene ပေါ့နော်ဘာချင်းတော့ period gene မှာရှိတဲ့ period gene မှာဘာဖြစ်လဲဆိုရင် mutation ဖြစ်တယ်ပေါ့နော် mutation ဖြစ်တဲ့အချိန်မှာဒါတွေဒီ mutation ကိုတွေ့တဲ့အချိန်မှာဒီ sleep 24 hour နဲ့ပတ်သက်ပြီးတော့သူတည်တနာလောက်ကြမယ်ပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီကိုကြည့်အောင် in the absence of normal environmental cue ပေါ့နော်အလင်းရှိမရှိပေါ့နော်ပတ်ဝန်းကျင်ကနေပြီးအလင်းရှိတာမရှိတာအဲ့လိုဟာမျိုးမှာဆိုရင်wine type flies ပေါ့နော်ပုံမှန်ဒီ wine type ဆိုတာများသောအားဖြင့် biological မှာ wine type ဆိုတာများသောအားဖြင့် normal ပေါ့နော် normal ကတနည်းပြောရရင်တဘာဝအတိုင်းတွေ့ရတဲ့ရင်ကောင်းတွေမှာပေါ့နော်ရင်ကောင်းတွေမှာဘာ cycle တွေ့လဲဆိုရင်24 hour cycle တွေ့တယ်ပုံမှန်ရင်ကောင်းတွေမှာပေါ့နော်ပုံမှန်ရင်ကောင်း flying တွေမှာ24 hour cycle တွေ့တယ်ဒါပေမဲ့Alenic ဆိုတဲ့သဘောကဘာလဲဆိုတော့တနည်းအားဖြင့်ပုံစံတူလေးတွေအများကြီးရှိရလို့ပြောတာဥပမာလူတွေမှာဆိုလဲအဲ့လိုအဆုံးပြောရရင်သွေးပေါ့နော်သွေးဆိုရင် blood group Alenic blood group O ရှိမယ် A ရှိမယ် B ရှိမယ် AB ပေါ့နော်အဲ့လိုသဘောမျိုးပဲဒီဟာမှာဆိုလဲဒါနဲ့ပတ်သက်ရင်ဒီ period gene မှာဆိုလဲအခုဒီပြောနေတဲ့ဒီ period ပေါ့နော်ပါ gene မှာဆိုလဲ alleles တွေဒီမှာသူပြောသမျှဆိုရင် alleles က wine types အနေနဲ့တခုရှိမယ်နောက်တစ်ခုက pa s ပေါ့နော်ဒီ period gene မှာ S mutation ပေါ့နော် pa S mutation မှာဆိုရင်ကြတော့ဘယ်နှစ်နာရီ cycle ပဲရှိတယ်ဆိုရင်19နာရီrhythm ရှိတယ်ပေါ့နော်19 rhythm ရှိတဲ့behavior တွေ့တယ်နောက် pa 1 mutants မှာဆိုရင်ဘယ်လောက်လဲဆို29နာရီ mutant ရှိမယ် pa 0 mutant မှာဆိုရင်ကြတော့ဘာတော့မရှိတော့ဘူးလဲဆိုရင် circadian rhythm တော့မရှိတော့ဘူးပေါ့နော်အဲ့ဒါကိုပြောတာအဲ့တော့တနည်းပြောရရင်ဘာကိုတွေ့လဲဆိုရင်ဒီ gene ပေါ့နော် period gene mutation ရှိတဲ့အရှင်ကောင်တွေမှာဆိုရင်သူ့ရဲ့ဒီ24 hour ပေါ့နော်သူတို့ရဲ့ biological clock 24နာရီပုံစံဟာတစ်ခေါင်နဲ့တစ်ခေါင်မတူဆိုတဲ့ဟာကိုပြောတာ S မှာဆိုရင်19နာရီပုံစံနဲ့ပြမယ်ပါ1 mutant မှာဆိုရင်29နာရီပုံစံနဲ့ပြမယ်ပါ0 mutant မှာဆိုရင်တော့ဘာမှမရှိတော့ဘူးဆိုပြီးပြမယ်အဲ့ဒါကိုပြောတာအဲ့တော့အဲ့ဟာကိုဘသူကနောက်တစ်ခုကအဲ့ gene တွေက3ခုကိုဘာလုပ်လိုက်လဲဆိုရင် cloning လုပ်လိုက်တယ်ပေါ့နော်
ကလုံးနဲ့လုံးလိုက်တယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ကလုံးလုံးနိုင်ပြီဆိုတာတနည်းပြောရရင်ဘာပြောတာလဲဆိုတော့ genes တစ်ခုကိုကလုံးလုံးနိုင်ပြီဆိုရင် as gene နဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့သူတေသနာကို pure form အနေနဲ့ကြိုက်တယ်လို့သူတေသနာပြုလို့ရပြီဆိုတဲ့အထိပ္ပယ်ပေါ့အဲ့တော့ genes တစ်ခုကိုisolate လုပ်နိုင်တယ်ဒါမှမဟုတ် protein တစ်ခုကို isolate လုပ်လိုက်နိုင်တယ်ဆိုတာအဲ့ protein ကို pampion ထဲမှာထည့်ပြီးတော့နောက်ထပ်သူတေသနာလုပ်ဖို့ stat တွေပေါ့နော်နောက်ထပ်သူကြိုက်တဲ့ပုံစံမျိုးနဲ့ဒီ protein ကိုပဲနောက် protein နဲ့ရောမလားဒီ protein ကိုပဲနောက် cell တစ်ခုလည်းထည့်ပြီးရောမလားပေါ့နော်အဲ့လိုပုံစံမျိုးအစင်းစင်းအောင်သူတေသနာလုပ်လို့ရသွားပြီဆိုတာကိုပြောတာအဲ့ဒါကိုပြောတာပါအဲ့တော့နောက်တစ်ခုอ่ะပေါ့နော်ဒီစာလေးဒီရေးထားတဲ့ဟာလေးကသဘောကျဖို့ကောင်းတယ်အဲ့တော့ချင်းကိုကလုံးလုံးနိုင်ပေမဲ့ဘာမဖြစ်ဘူးလဲဆိုရင် function ကိုမသိနိုင်သေးဘူးဆိုတာကိုပြောတာအဲ့တော့တနည်းပြောရရင်ဘာကိုပြောတာလဲဆိုတော့ချင်းကိုကလုံးလုံးနိုင်တယ်ဆိုပေမဲ့ဥပမာကိုရီ chains တခုပေါ့နော်ဥပမာ chains တွေကများတော့ DNA chains တွေကဘယ်လိုလာလဲဆိုဥပမာ ATGC ပါညာအဲ့လိုလာရပေါ့နော်ဒီလို ATG ဆိုတဲ့ဒီလို chains တခုကိုကလုံးလုံးနိုင်ပေမဲ့ဘာမဖြစ်ဘူးလဲဆိုအဲ့ချင်းကဘာ protein ထုတ်လဲအဲ့ချင်းကဘာ protein ထုတ်လဲနောက်အဲ့ချင်းအဲ့ protein အဲ့ချင်းရဲ့ function ပေါ့နော် function ကဘာလဲဆိုတာတော့ဓာတ်ရိုက်ကြီးတော့မသိနိုင်ဘူးဒါပေမဲ့နောက်ဆက်တွဲသူတေသနာတွေချင်းတစ်ခုကိုကလုံးလုံးနိုင်ပြီဆိုအဲ့ဒါနောက်ဆက်တွဲသူတေသနာတွေ ਨੇ ဒီချင်းရဲ့ပေါ့နော် function တွေဒါမှမဟုတ်ဒီချင်းကထုတ်တဲ့ protein ရဲ့ function တွေကိုသူတို့ရှာနိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာရောရှာနိုင်မလားဆက်ကြည့်ရအောင်နော်ဒီမှာရှာနိုင်မလားဆက်ကြည့်ရအောင်ဆိုတော့ gene product ပေါ့နော်ဒီ gene ကနေထွက်တဲ့ protein ကဘာ protein ထွက်လဲဆိုရင်gene product ကနေဘာ protein ကိုလည်းသူကဘာပဲထွက်လဲဆိုရင် P ရ protein ထွက်တယ်လို့ပြောတယ်နော် P ရ protein ထွက်ပြီးတော့အဲ့ P ရ protein ကဘာနဲ့သွားဆိုင်နေလဲဆိုရင်ဒီရင်ကောင်ရဲ့ circadian rhythm ပေါ့နော်ဒီမှာဘာ flying တယ် mouse ဒီမှာဘာ flying တယ် drosophila ပဲနေမှာပေါ့နော်fly ကတော့အဲ့တကောင်ပဲဖြစ်မှာပေါ့အများသောအားဖြင့်အဲ့ရှင်ကောင်ပဲနေမယ်ဒီမှာတော့ဘာလဲဆိုတာမပြောဘူးအဲ့ရှင်ကောင်ပဲနေမှာပေါ့နော်အဲ့ fly ရဲ့ဟာကိုပြောတယ်အဲ့တော့ဒီမှာကြည့်ရအောင်ပေါ့နော်ဒီမှာကြည့်ရအောင်ဘာလဲဆိုရင် normal fly ပေါ့နော်တနည်းပြောရရင် normal fly ဆိုတာ one time fly နေပေါ့နော် one time fly နေမှာဆိုလဲဘာဖြစ်လဲဆိုရင်ပါ messenger RNA ပေါ့နော်ဒီ gene ကနေဘာထွက်မလဲဆိုရင် gene ကနေ messenger RNA ထွက်မယ်အဲ့ messenger RNA ရဲ့အမောင့်လည်းပြောင်းတယ်ဒီ messenger RNA ကို translate လုပ်ပြီးတော့ protein ဖြစ်မဲ့ကောင်ပေါ့နော် protein ဖြစ်မဲ့အမောင့်တွေလည်းပြောင်းမယ်ဒါပေမဲ့ပါ0ပေါ့နော်စောစောပြောလို့ circadian rhythm လုံးဝမရှိတဲ့ mutation ဒီပါ0 mutation fly မှာဆိုရင်ကြတော့ဘာလည်းမရှိဘူးလဲဆိုရင် circadian နဲ့ဆိုင်နဲ့ gene expression လည်းမရှိဘူးဟုတ်တာပေါ့ဘာလို့လဲဆိုတော့ပါ0 mutation ဖြစ်တဲ့အတွက်သူ့မှာ circadian rhythm မရှိဘူးဆိုတာကိုဖြစ်သွားတာနော်အဲ့တော့ဒီရင်ကောင်တွေမှာရှိတဲ့ gene တွေပေါ့နော်ရင်ကောင်တွေမှာရှိတဲ့ gene တွေ protein တွေကိုprotein တွေပေါ့နော်ဘာအတွက်လဲဆိုဒီ circadian အတွက် circadian rhythm နဲ့ဆိုင်တဲ့ရင်ကောင်တွေမှာရှိတဲ့ gene တွေ protein တွေကိုဘာမှလဲသွားတွေ့လဲဆိုရင်mammals တွေပေါ့နော်နို့တိုက်သတ္တဝါတွေမှာလည်းတွေ့တယ်ပေါ့နော်အဲ့တော့ mice ကိုကြည့်ကြည့်အောင်နော်ကြွတ်မှာဆိုရင်ဒီမှာဆိုရင်ကြွတ်မှာဆိုရင်ဘာ protein တွေလည်းရှိမလဲပေါ့နော် circadian rhythm နဲ့ဆိုင်တဲ့ protein တွေဘာရှိမလဲပေါ့နော်အဲ့တော့ညာတော့အပြင် biology မှာ protein တွေဆိုရင်ဘာတာနဲ့ပြလဲဆို capital letter နဲ့ပြတယ်အဲ့ protein တွေလာတဲ့ gene ပေါ့နော်အဲ့ protein တွေကိုထုတ်ပေးလိုက်မဲ့ gene တွေဆိုရင်ဘာနဲ့ပြလဲဆိုရင် italic ပေါ့နော်အဆောင်းနဲ့ပြရပေါ့နော်အဲ့တော့လူပါဝင်ကြွက်တွေလူလို့တော့မပြောဘူးနော်ဒီမှာဆိုမှန်မယ်ပေါ့နော်နို့တိုက်သတ္တဝါတွေmouse လာရလားကြွက်တွေပေါ့နော်ကြွက်တွေမှာဆိုရင်circadian rhythm နဲ့ဆိုင်တဲ့ protein နာမည်ဒီမှာသူရွတ်ပြထားတယ်ပေါ့နော် CRY တို့ clock တို့ PMA1 တို့နောက်တော့ PER တို့ PER2 တို့PER3 ဆိုတဲ့ protein တွေရွတ်ပြထားတယ်ပေါ့နော်အဲ့ protein တွေကဘာလုပ်လဲဆိုရင်feedback loop ပေါ့နော် feedback loop ပေးမယ်ပုံစံကြီးက negative feedback ဖြစ်မှာပေါ့နော် negative feedback positive negative feedback ဆိုတဲ့အဓိပ္ပာယ်ကတစ်ခုခုပေါ့နော်ဒီမှာ genes တစ်ခုခုကဘာထုတ်လိုက်လဲဆိုရင် protein ထုတ်လိုက်တယ်အဲ့ protein
ကများလာရင်ဘာဖြစ်လဲဆိုရင်မင်းဆက်မထုံနဲ့တော့ဆိုပြီးဘာလုပ်လဲဆိုရင်အဲ့ချင်းကို तू ကပြန်ပြီးသွားပြန်ပိတ်တယ်ပေါ့နော်အဲ့လိုဟာမျိုးဘာခေါ်လဲဆိုရင် negative feedback လို့ခေါ်ရပေါ့နော်အဲ့တော့ဒီမှာဆိုရင် feedback လူက2မျိုးလုံးနဲ့သူတို့လုပ်မယ် negative ကော positive ကောပေါ့နော် excitatory ရော inhibitory ရောလုပ်တယ်ဆိုပြီးသူပြောတယ်ပုံကြည့်ပါပေါ့နော်ပြီးတော့မှပုံသွားကြည့်မယ်ပုံကြည့်ပါဆိုပြီးလုပ်တယ်concentration ပေါ့နော်ဘယ်အချက်တွေကို regulation လုပ်မလဲဆိုရင်ဒီမှာသူပြောမဲ့ protein တွေပေါ့နော် protein တွေရဲ့ concentration ပေါ်မူတည်မယ်နောက်တစ်ခုက PR2 is a positive regulator or loop ပါမယ်နောက်တစ်ခုက CR1 is a negative regulator ဆိုတာပါမယ်ပေါ့နော်ဒီကောင်လေးကခဏပြီးတော့မှစာကိုအသေးစိတ်ဖတ်ကြည့်လို့ရတယ်အဲ့တော့ the two positive component on this အဲ့တော့ဒီဟာတွေကိုဘယ်သူကလွှမ်းမိုးမလဲဆိုရင်အလင်းရောင်နဲ့ temperature လွှမ်းမိုးမယ်ပေါ့နော်အဲ့တော့ဒီဟာတွေကိုမဖတ်ခင်ဒီဟာလေးကိုပဲအရင်သွားကြည့်အောင်ဟမ်ဒီကောင်လေးကိုသွားကြည့်အောင်ဆိုတော့ဒီစီဟာမှာဆိုရင်ဒီစီဟာ crack ကဘာကိုပြထားလဲပေါ့နော် crack ကဘာပြထားလဲဆိုစောစောကဇီဝဖြစ်biomolecular mechanism ပေါ့နော် biomolecular mechanism ကိုပြထားတယ်အဲ့တော့ဒီ biomolecular mechanism တွေမှာစဖတ်မယ်ဆိုရင်နံပါတ်1ကိုအရင်ဖတ်ပေါ့နော်နံပါတ်1ကဘာဖြစ်မလဲဆိုရင်အလင်းလာမယ်ပေါ့နော် light dependent ဆိုတာအလင်းရှိမယ်ပေါ့နော်အလင်းရှိမယ်ဆိုရင်ဘာချင်းတွေက transcription ဖြစ်မလဲဆိုရင် transcription ဆိုတာတနည်းအားဖြင့်ပြောရင်ချင်းဆိုတာတနည်းအားဖြင့်ပြောရင်စာအုပ်ရဲ့စာမျက်နှာတစ်ပိုင်းလေးပေါ့အဲ့လို use up DNA ဆိုတာ library တစ်ခုလုံးဆိုရင်ချင်းဆိုတာအဲ့ library ထဲမှာရှိတဲ့စာအုပ်ရဲ့စာမျက်နှာတစ်ပိုင်းပေါ့နော်အဲ့စာမျက်နှာတစ်ပိုင်းကဘာရေးထားပြီးမှလဲဆိုရင်ဆဲတွေကိုထိန်းချုပ်ပေးမယ်ပေါ့နော်ဆဲတွေကိုအလုပ်လုပ်ပေးမယ်ဘာတွေအတွက်ရေးပေးထားမှလဲဆိုရင် protein တွေအတွက်ရေးပေးထားမယ်စာမျက်နှာပေါ့နော်အဲ့တော့ဒီကောင်အောင်ကြည့်ကြည့်အောင်ဆိုတော့ဒီမှာပေါ့နော်အလင်းလာရင်ဒီ BMA1S ရဲ့ K ကနေပြီးတော့ဘာဖြစ်လဲဆိုရင်protein 2ခုထုတ်တယ်ပေါ့နော် protein 2ခုထုတ်တယ် BMA1 အတွက်ကဒီမှာ protein တစ်ခုထုတ်မယ်နောက်တစ်ခုကဒီမှာ protein 2ခုထုတ်မယ်ပေါ့နော်အဲ့ protein ကဒီတိုင်းမဟုတ်ဘဲနဲ့ဒါကြီးက nucleus နော်ဒါကြီးက nucleus ဒါက cytoplasm ဆဲအထဲနဲ့ဆဲnucleus နဲ့ cytoplasm ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့ဘယ်လိုဖြစ်မလဲဆိုတော့ဒီနှစ်ကောင်ကဘာဖြစ်လဲဆိုပြန်ပေါင်းရတယ်ပြန်ပေါင်းပြီးတော့ဘာဖြစ်မလဲဆိုရင်ပြန်ပေါင်းပြီးတော့ဘာဖြစ်သွားလဲဆိုရင် CB အနေနဲ့ဖြစ်တယ် CB အနေနဲ့ကဘာကိုလှုပ်ဆော်ပေးမလဲဆိုရင်ဒီမှာရှိတဲ့ EPOX လို့ခေါ်တဲ့ဟာကြီးပေါ့နော်ဒီချင်းတွေကိုလှုပ်ဆော်ပေးမယ်ဒီချင်းတွေထဲကနေမှဘာကြီးဖြစ်မလဲဘာတွေကို translate လုပ်မလဲဆိုရင် CRY CCG PER1 ဆိုပြီးအဲ့အနေမှာ protein တွေထုတ်ပြီးမှာပေါ့နော်ဒီမှာလည်းဟုတ်ပါတယ် PEF PER1 CYG PER3 CRY ဆိုတဲ့ protein တွေထုတ်တယ်အဲ့ protein တွေကဆဲအပြင် nucleus အပြင်ကိုထွက်လာတယ်ပေါ့နော် nucleus အပြင်ကိုထွက်လာပြီးတော့ဘာလုပ်လဲဆိုရင်အချင်းချင်းပြန်ပေါင်းတယ်အချင်းချင်းပြန်ပေါင်းပြီးတော့ဘာဖြစ်လဲဆိုရင် nucleus ထဲကိုပြန်ဝင်တယ်nucleus ထဲကိုပြန်ဝင်ပြီးတော့ဒီ biology မှာပေါ့နော် biology မှာအရင်ရှုပ်အောင်ရေးရပါတော့။ရန်ရှုပ်အောင်ရေးရဆိုပုံနှစ်ပုံမသုံးမနဲ့တပုံနဲ့ရေးတဲ့ပြဿနာတွေပေါ့နော်။အဲ့တော့ဒီမှာဘာဖြစ်လဲဆိုရင်ဒီဟာကဒီမှာကြည့်အောင် TO လို့ကြတော့ stimulate လုပ်မယ်တဲ့ TO ဘာလုပ်မလဲဆိုရင် negative ဆိုတာဘာလဲဆိုရင် inhibit လုပ်မယ်ပေါ့နော်။ stimulate လုပ်တယ်ဆိုတာဒီ PMA ရဲ့ဂျင်းများများထွက်အောင်လုပ်မယ်ပေါ့နော်။ဒီ CB ဆိုတာကြတော့ဒီ CB ဂျင်းကိုမထွက်အောင်တားမယ်ပေါ့နော်။အဲ့ဒါကိုပြောတာ။အဲ့တော့biology မှာအဲ့လိုလာပြီဆိုရင်ဘာကိုသိရမလဲဆိုရင်ဘယ်အခြေအနေမှာလဲဆိုတာကိုသိရမယ်ပေါ့နော်ဘယ်အခြေအနေမှာလဲဆိုတာခံမှန်းချက်ရဆိုရင်ဒီဘက်ကလာပေါ့နော် CRYPER concentration ပေါ့နော် CRYPER တွေများနေပြီဆိုရင်များသောအားဖြင့်ကဘာလုပ်မလဲဆိုရင်ဒီဟာတွေကိုမင်းတို့စက်မထုတ်နဲ့တော့ဆိုပြီးတားမှာပေါ့ဒီအောက်ကဟာဒါဆိုဘာဖြစ်သွားမလဲဆိုရင်ဒီဘက်က CRYPER concentration ကဘာဖြစ်သွားမလဲဆိုရင်ပြန်နေသွားမယ်အဲ့ဒါကို negative feedback လို့ပြောတာပေါ့နော်အဲ့တော့ဒီ CYPE က concentration နည်းနေတဲ့အချိန်ကျရင်ဘာလုပ်မလဲဆိုရင်ဒီဟာကိုဒီဘက်က PMA1 တို့ CK တို့ကို stimulate လုပ်မယ် stimulate လုပ်ပြီးအကျိုးဆက်အနေနဲ့ဘာဖြစ်သွားမလဲဆိုရင်ဒီ PE ကချင်းတွေPE က protein တွေတက်သွားမယ်ပေါ့နော်အဲ့ဒါကိုပြောတာအဲ့တော့ဒီဘက်ကစာလေးကိုပြန်ကြည့်ကြည့်အောင်နော်ဒီဘက်ကစာလေးကိုပြန်ကြည့်ကြည့်ရတော့ဘာတွေဖြစ်မလဲပေါ့နော်ဒါစောစောအာဟာတွေကိုပဲပြောတာပါပြောတာကိုဖြစ်မယ်ဟုတ်တယ်နော် Cloudရှင်းပါညာဒီဟာနဲ့ပဲပြရပါတော့ဟုတ်ပါတယ်ဒါပဲစောစောဒီဟာတွေကိုပဲ
မနဲ့ရှုပ်ရှက်ခံရေးထားပါတော့အဲ့တော့တစ်ခုပဲကြည့်ရမှာပေါ့နော်အဲ့တော့ဒီမှာဆိုရင် positive regulator of ဘယ်ဟာ positive regulator လဲဆိုတာကြည့်ရမယ်နော်အဲ့ဒါလေးတစ်ခုကြည့်လိုက်အဲ့တော့concentration ရော BMAL1 နဲ့ကမူတည်ရဲဆိုတော့ဒီကောင်ပေါ့နော် concentration ရော BMAL1 ပေါ့နော်ဒီကောင်လေးရဲ့ concentration ကပေါ်မူတည်တယ်ဒီ cycle ကိုပေါ့နော်နောက်က PE က2ဆိုဒီကောင်ပေါ့နော်ဒီကောင်ကဘာပေါ်မူတည်မလဲဆိုရင်ဒီကောင်ကဘာလဲဆိုရင် positive regulator of positive regulator of BMA1 loop ဆိုပြီးပြောထားတယ်ပေါ့နော် positive regulator of BMA1 loop ဒီ loop ကိုပဲပြောရဖြစ်မယ် positive regulator of BMA1 loop ဆိုပြီးပြောထားတယ်နောက်က CR1 is a negative regulator of the period cytochrome loop ပေါ့နော်အဲ့တော့ပြောချင်တာဒီနှစ်ခုပေါင်းမဟုတ်ဘဲနဲ့တစ်ခုချင်းစီတောင်မှာနော်တစ်ခုချင်းစီတောင်မှာအတွဲဆိုတစ်မျိုးတစ်ခုချင်းစီဆိုတစ်မျိုးအဲ့တော့သူပြောချင်တဲ့သဘောကဒီလိုဖြစ်မယ်နော် CRY များရင်ဘာလဲများမလဲဆိုရင်ဒီကောင်ပေါ့နော် DMAD ကောင်တက်တာလဲများမယ်နောက်တစ်ခုက PE ကများရင်ကြတော့ PE ကများရင်ကြတော့ဘာဖြစ်မလဲဆိုတော့ negative regulator ဆိုဒီအောက်ကပေါ့နော် E box ဆို CRY တို့ဘာဖြစ်မလဲဆိုရင်နည်းမယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကိုပဲပြောချင်တာပါဟုတ်တယ် CR1 negative regulator of ပေါ့နော်အဲ့ဒါကိုပဲပြောချင်တာပါအဲ့တော့တနည်းအားဖြင့်ဘာကိုယူဆလို့ရလဲဆိုတော့အလင်းသာရှိရင်ပေါ့နော်အလင်းသာရှိရင်ဒီmolecule လာပေါ့နော်ဒီခန္ဓာကိုယ်ရဲ့ cell တွေမှာလည်းဘာတွေဖြစ်လဲဆိုရင်အလင်း sensitive ပေါ့နော်အလင်း sensitive ဖြစ်ပြီးတော့ဘာ gene တွေ expression ဖြစ်လဲဆိုရင်ဒီ gene တွေ express ဖြစ်တယ်ဆိုတာကိုပြောတာပါအခုဒီနေ့ကိုဒီမှာလေးပဲခဏရက်ထားလိုက်ပါမယ်အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေကျေးဇူးတင်ပါတယ်